အားလုံးမင်္ဂလာပါဗျဒီနေ့မှာတော့ကျွန်တော်ဒီချက်လေးကိုလည်းအထိုးပေးမှဖြစ်ပါတယ်ဒါလေးကတော့လက်ရမထိုးသေးခင်အနေထားလေးဖြစ်ပါတယ်ဗျအားလုံးမြင်တွေ့ရတဲ့အတိုင်းပါပဲအညိနဲ့အဆန်လေးတော်တော်လေးကိုမှများပါတယ်ဗျအဲ့တော့ကြောက်လေးကပြောမှဆိုရင်ဒူလေးလည်းပါပါတယ်ဗျဒါပေမဲ့လို့ကြောက်စီကြောက်တာတော့ကောင်းတယ်ပေါ့ဗျာဒါကြောင့်မို့ကျွန်တော်ဒီအညိတွေများတဲ့နေရာကိုလက်ရစိတ်ထိုးမှဖြစ်ပါတယ်ကဲကျွန်တော်လက်ရထိုးတဲ့အနေထားလေးကြည့်ကြည့်မယ်ဗျနော်ဒါလေးကတော့ကျွန်တော်လက်ရအားစာထိုးနေပါပြီဗျအညိနဲ့အဆန်များတဲ့နေရာတွေကိုကျွန်တော်လက်ရစိတ်ထိုးပေးနေတာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့အစားဆုံးအလုံးပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်အညိနဲ့အဆန်တွေကိုဖယ်လို့ရတဲ့လောက်ထိကျွန်တော်လိုက်ပြီးမှဖယ်ပေးထားတယ်ပေါ့ဗျာဖယ်လို့မရတဲ့ရလေးတော့ကျွန်တော်ဒီတိုင်းလေးပဲအသားလေးပဲထားခဲ့ပေးလိုက်ပါတယ်ဗျဘာကြောင့်မို့လဲဆိုတော့တူပါတာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့ဗျာကြောက်လေးတော့မစိုးဘူးပေါ့ဗျာလက်ရမထိုးသေးခင်ရုံနဲ့လက်ရထိုးပြီးသွားတဲ့ရုံနဲ့တော့တော်တော်လေးတော့ကွာခြားသွားပါတယ်ဗျကြောက်ပိုင်ရှင်မင်္ဂလာကောင်းဖြစ်ပါစေလို့လည်းဆုတောင်းပေးပါတယ်ဒါလေးကိုဝေမျှပေးခြင်းဖြစ်ပါတယ်ကြည့်ရှုအားပေးကြအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ